ဒီရုပ်ရှင်ကဆုံးဖြတ်ချက်အမှားကြောင့်မတမာသူတွေရဲ့လောက်ကျန်ခြင်းခံလိုက်ရတဲ့အိန္ဒိယရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အိန္ဒိယဂန္ဒီရဲ့ဘဝဇာတ်ကြောင်းပါအိန္ဒိယနိုင်ငံပထမဆုံးသောအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့တဲ့အိန္ဒိယဂန္ဒီရဲ့ဘဝဇာတ်ကြောင်းပုံပေါ်ထားပါတယ်အိန္ဒိယပထမဆုံးဝင်ကြီးချုပ်ဖြစ်တဲ့လွတ်လပ်ဖခင်ကြီးနေရူရဲ့သမီးလည်းဖြစ်ပါတယ်ပိုင်းမှာသူ့ရဲ့လောက်ရတဲ့ချိုးကြောင့်တိုင်းပြည်လုံးချစ်ကြတယ်အမျိုးသမီးသူရဲကောင်းအဖြစ်မြင်ခဲ့ကြပြီး1966မှာဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်1981မှာဘင်္ဂလားဒေ့ရှ်ကိုပါကစ္စတန်လောက်ကလွတ်မြောက်ရေးမှာပါဝင်ကူညီခဲ့သလို1985မှာတော့တိုင်းပြည်မငြိမ်မသက်တာကြောင့်အရေးပေါ်ခြေနေတတ်မှတ်ခဲ့ပါတယ်အဲနောက်ပိုင်းမှာသူ့ရဲ့ဆုံးဖြတ်ချက်တွေစီမင်းတွေကပြည်သူတွေမုန်းစရာဖြစ်လာပါတယ်အဲလိုအိန္ဒိယပြည်သူတွေချစ်ခဲ့ကြမုန်းခဲ့ကြတဲ့ဒီမျိုးသမီးရဲ့ငယ်ဘဝကနေလောက်ကျန်ခံရတဲ့အထိအဖြစ်အပျက်တွေကိုဒီဇလန်နဲ့မှာတူတူလိုက်ပါကြည့်ရှုအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းပဲပင်တိုင်းတင်ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာရုပ်ရှင်1929အာနန်ဗာနန်မှာစတင်ခဲ့ပါတယ်အင်ကြီးကြီးရှိတဲ့ချန်ကျဲကြီးထဲမှာကလေးမလေးတွေအတူတူပုံတိုင်းကစားနေကြပါတယ်အဲ့ထက်ကအင်ဒူးဆွဲကလေးမလေးကချန်ထဲကနင်းစီပန်းကလေးကိုကန်ကြည့်နေခဲ့ပြီးလက်ဆူးဆူးသွားပါတယ်အဲ့ချိန်ကစားနေတဲ့ကလေးမလေးတွေကတယောက်ကအင်ဒူးကိုပုံဖို့လှမ်းပြောတာကြောင့်ကလေးမလေးတွေလည်းအိမ်ထဲကိုဝင်ပုံပြီးတော့ဆက်ကစားနေကြပါတယ်အိမ်ထဲမှာရှိတဲ့အမျိုးသမီးအားလုံးကလည်းလှလှပပဝေစားထားပါတယ်ပြီးတော့လက်ဖက်ရည်တောက်မုံတွေစားပြီးတော့ရီမောမောစကားတွေပြောနေခဲ့ကြပါတယ်သူတို့နဲ့ခဝေးကထိုင်ကုန်ပေါ်မှာလဲအင်ဒူးဆွဲကလေးမလေးအမေဖြစ်သူကစာအုပ်ထိုင်ဖတ်နေခဲ့ပါတယ်အင်ဒူးလည်းဆက်မကစားတော့ပဲအဲ့ဒီအမျိုးသမီးတွေတဲ့သူ့မိများပါမလားဆိုပြီးတိုင်ကွယ်ကနေရက်ကြည့်နေခဲ့ပါတယ်ဒီနေ့ခဏကြာတော့အဝေးကသူ့မိကိုတွေ့ခဲ့ပါတယ်အဲ့လိုပဲထိုင်စကားပြောနေအမျိုးသမီးတွေတဲကအဲ့ဒီအိမ်ကြီးမှာနေတဲ့အင်ဒူးရဲ့အတော်ဖြစ်သူဗီဂျီယာကလည်းအင်ဒူးအမေကိုမြင်သွားခဲ့ပါတယ်ပြီးတော့အဆောင်လူတယောက်ခေါ်လိုက်ပြီးတော့အင်ဒူးအမေကိုအခန်းထဲသွားဖို့ပြောခိုင်းလိုက်ပါတယ်အင်ဒူးမေလည်းဘာပြန်မပြောပဲခေါင်းငိမ့်ပြလိုက်ပြီးတော့သူအခန်းထဲဝင်သွားခဲ့ပါတယ်အဲ့ဒီဖြစ်ပျက်ကိုအင်ဒူကအစာဆုံးမြင်လိုက်ပြီးတော့အင်ဒူလည်းသူ့မိရဲ့အခန်းသားကိုလိုက်သွားလိုက်ပါတယ်ပြီးတော့သူ့မိရဲ့အခန်းသားကိုအပြင်ကဂျက်ထိုးထားတာမြင်သွားပါတယ်အဲ့လိုနဲ့သူဖွေမေးဖို့စူးစမ်းနေတော့သူ့တော်ဗီဂျီယာလက်ရှမီရောက်လာပြီးတော့အင်ဒူကိုတားလိုက်ပါတယ်အင်ဒူကဘာလို့အမေကိုတကားပိတ်ထားလဲလို့မေးလိုက်ပါတယ်သူ့တော်ကနေမယားစိတ်ဆဆေးုံမှာရှိနေရပါဒီမှာသူကတီဗီယောဂါပိုးတွေလိုက်ဖြတ်နေရလို့ပြောလိုက်ပြီးပြန်ထွက်သွားပါတယ်အင်ဒူကနောက်ကနေဆုံးမကြီးဆိုပြီးတော့ဒိုးဒိုးလေးပြောလိုက်ပါတယ်ဒါပေမဲ့သူ့တော်ကြားသွားပြီးတော့အင်ဒူနေရွက်ကိုလိန်ဆွဲလိုက်ပါတယ်ပြီးတော့ရုပ်ဆိုးငါတုံးမနေမေလိုပဲဒီမိသားစုကားလို့တော့မထင်ရဘူးလို့ကျင်နာမဲ့စွာပြောပြီးတော့ထွက်သွားခဲ့ပါတယ်အင်ဒူကတော့ငိုပြီးတော့ကြံနေခဲ့တာပါအင်ဒူလည်းအခြားကန်းတစ်ခုထဲမှာဧည့်သည်တွေနဲ့စကားပြောနေတဲ့သူ့ဖေစီသွားပြီးတော့အန်တီဗီဂျီယာလက်ရှမီကိုအိမ်ကနေထုတ်ပေးပါသမီးကိုရိုက်ပါတယ်ဆိုပြီးတော့သွားတိုင်ခဲ့ပါတယ်အင်ဒူဖေကသမီးရဲ့ဒီအိမ်ကသမီးဖို့ပိုင်တာလေသူ့ကိုပြောကြည့်သူပဲဒီလိုလုပ်ပေးနိုင်မှာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အင်ဒူလည်းသူ့အဖိုးစီကိုပြေးသွားခဲ့ပါတယ်အင်ဒူဖေနဲ့သူ့ဧည့်သည်တွေကတော့သူတို့ရဲ့မကြီးရတဲ့ဟာသားတွေကိုဆက်ပြောပြီးတော့ကြံနေခဲ့ပါတယ်တို့နဲ့အင်ဒူလည်းသူ့ဖိုးကိုအန်နီဗီဂျီယာကိုအိမ်ကနေထုတ်ပေးပါသမီးနဲ့လည်းခဏခဏစကားများတယ်အမေကိုလည်းငိုအောင်လုပ်တယ်ဆိုပြီးတော့တိုင်ပါတယ်သူ့ဖိုးကသမီးကိုပုံပြင်ပြောပြမယ်ဆိုပြီးအင်ဒရာပရက်စတာဆိုတဲ့စာအုပ်တုပ်ကိုကောက်ကန်လိုက်ပါတယ်အင်ဒူကအင်ဒရာပရက်စတာဆိုတာဘာလဲအဖိုးဆိုပြီးတော့မေးတဲ့အခါသူ့ဖိုးကအဲ့ဒါအင်ဒရာအရှင်ရဲ့ဘုံပဲကာရူဗာနဲ့ဘန်ဒီဗတ်တွေစစ်ဖြစ်ခဲ့ကြတဲ့နေရာဆိုပြီးတော့ပြောပြပါတယ်ဒီလိုနဲ့သူ့ဖိုးကဆက်ပြီးတော့ပြောပါတယ်စက်တာရီအတွက်စစ်ပွဲစွာဟိုးရင်တွေကရှိခဲ့တာဖြစ်ပြီးတော့မူခဲတွေကဒီမျိုးကြီးကိုဒေလီလို့ခေါ်တွင်ခဲ့ကြပါတယ်အင်္ဂလိပ်တွေကတော့နယူးဒေလီလို့အမည်ပေးခဲ့ကြတယ်အိန္ဒိယနိုင်ငံမြို့တော်ကြီးပေါ်ကွဲဆိုပြီးတော့ပြောပြနေပါတယ်အင်ဒူကအဖိုးစက်တာဆိုတာဘာလဲဟင်းဆိုပြီးတော့မေးလိုက်ပါတယ်အင်ဒူဖိုးကစက်တာဆိုတာအာနာရှိတဲ့သူကိုအုပ်ဆိုးသူလို့ခေါ်ကြောင်းရှင်းပြပါတယ်အင်ဒူဖိုးကဘုံမြင်ကိုဆက်ပြောပါတယ်ဒီအင်ဒရာပရက်စတာမှာတန်မာတဲ့စစ်တီတော်တွေအများပြားနဲ့ကြီးမြတ်တဲ့မင်းတွေရှိခဲ့ပါတယ်အကြီးမြတ်ဆုံးသောမင်းဆိုတာခတ်ခဲတဲ့အတားအဆီးတွေကိုကျော်လွှားနိုင်သူလို့ခေါ်တာပါကြီးကျယ်တဲ့စစ်ပွဲတွေကိုတိုက်ခိုက်ခဲ့သူဖြစ်ပြီးတော့အသေးပွဲတိုက်ပွဲလေးတွေမဟုတ်ဘူးဆိုပြီးပြောခဲ့ပါတယ်အဲ့မှာအင်ဒူလဲတစ်ခုခုကိုသဘောပေါက်သွားဟန်ရှိနေခဲ့ပါတယ်ဒုနဲ့အချိန်တိုင်းတာတစ်ခုကြာသွားခဲ့ပြီးတဲ့နောက်မှာအင်ဒူရဲ့အဖေဟာပြည်သူလူထုတွေကိုလွတ်လပ်ရေးမိန့်ခွန်းပြောနေခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်တော်တို့ဟာကံကြမ္မာစိန်ခေါ်ခဲ့ကြပါတယ်အခုကျွန်တော်တို့ပိုင်တာကိုပြိုင်ဖို့အချိန်ကျလာပြီညတကောင်ရန်အချိန်အကုန်လုံးအိတ်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံကြီးလွတ်လပ်ရေးရတော့မှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့ဒေါ်လာစစ်ပွဲတွေဇက်တိုက်ဖြစ်နေခဲ့ပြီးတော့အင်ဒူဦးလေးကဒေါ်လာခေါင်းဆောင်တယောက်ဖြစ်ခဲ့ပါတယ်တခြားစစ်ဗိုလ်တယောက်နဲ့အင်ဒူအဖေနဲ့စီးရေးချင်းတွေဆွေးနွေးနေပါတယ်စစ်ဗိုလ်ကဝါလောင်နဲ့ဆယ်လာမှာကျုပ်တို့ရှုံးနေပြီခုဆိုရင်ဘုံဒေလာကိုပါလက်လွတ်လိုက်ပြီလို့ပြောလိုက်ပါတယ်အင်ဒူဖေကအာဆန်စွာမြေပြင်တစ်ခုပဲမဟုတ်ဘူးအိန္ဒိယနိုင်ငံအရေးပါတဲ့စိတ်ပိုင်းတစ်ခုပဲဆုံးမှုကိုစကားနဲ့တော့ဖော်ပြလို့မရနိုင်ဘူးလို့ပြန်ပြောပါတယ်တဖေးနဲ့ပြည်သူလူထုတွေလည်းနေရက်တွေကနေထွက်ပြေးခဲ့ကြပါတယ်
အာဆန်ကမျိုးနေပြည်သူအားလုံးလူစုလူဝေးနဲ့ထွက်ခွာဖို့လုပ်နေတော့ကားတစ်စီးနဲ့မျိုးသမီးတယောက်ရောက်လာပြီးတော့အဲ့လူတွေကိုကျေးဇူးပြုပြီးအာဆန်ကနေထွက်မသွားကြပါနဲ့တရုတ်စစ်တပ်တွေစွန့်ခွာပြီးတော့အိန္ဒိယအစိုးရအာဏာပိုင်တွေပြန်လာတဲ့အချိန်ကြီးကျမရှင်တို့နဲ့နေပေးပါမယ်ဆိုပြီးတော့နိုင်ငံရေးအားပေးစကားပြောလိုက်ပါတယ်လူတွေလည်းအိန္ဒိယနိုင်ငံအတွန်းရှိပါစေလို့ဟစ်ကြွေးလိုက်ကြပြီးဒိုမျိုးသမီးပြောတဲ့အတိုင်းကိုလိုက်လုပ်ကြပါတယ်အဲ့ဒီမျိုးသမီးကတော့အရွယ်ရောက်ခဲ့ပြီဖြစ်တဲ့အင်ဒူပဲဖြစ်ပါတော့တယ်ဒီနေ့တနေ့မှာအင်ဒူကရေဒီယိုနားထောင်နေခဲ့ပြီးတော့ရေဒီယိုကနေကုလသမဂ္ဂဖိအားကြောင့်အိုင်နေမှာတရုတ်ဟာအပြစ်ခတ်ရက်စဲကြေညာလိုက်ပါတယ်တရုတ်စစ်သားများအိန္ဒိယနယ်စပ်ကနေပြန်လည်ဆုတ်ခွာသွားကြပါပြီပြီးတော့ဝန်ကြီးချုပ်ဂျဝါဟာလန်နေရူဟာအာဆန်ကိုတရုတ်အားပေးအပ်လိုက်ရပါတယ်ဆိုပြီးတော့ကြေညာနေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတရုတ်တွေအပြစ်ခတ်ရက်စဲလိုက်ပြီးဆိုပြီးဟေကျွေးကပြန်လာတဲ့အိန္ဒိယစစ်တပ်ကိုပြည်သူတွေကပြောရွှင်ရွှင်နဲ့ကြိုးဆိုနေခဲ့ကြပါတယ်ရေဒီယိုကနေကွန်ဂရက်ဥက္ကဋ္ဌအင်ဒီဂရာကန်ဒီကတော့သူ့ရဲ့အမိန့်ကိုမလိုက်နာပဲအာဆန်ကိုသွားအောက်ကဒုတိယကက်ရှ်မီးယားဖြစ်မလာစေရန်တားဆီးနိုင်ခဲ့ကြောင်းကိုဆက်ကြေညာခဲ့ပါတယ်ဒီကိစ္စပြီးသွားတော့မီဒီယာသမားတွေကအိန္ဒိယရဲ့အင်ကိုလာပြီးတော့အင်ဒူအဖိုးကိုအင်ဒူကြောင့်အင်တာဗျူးလုပ်ကြပါတယ်အင်ဒူအဖိုးကအိန္ဒိယတနည်းအားဖြင့်သူ့ဖေနေရူကချစ်စနိုးနဲ့ဘရီယာဒါရှာနီလို့ခေါ်တတ်တဲ့ဒီမိန်းကလေးဟာအာဆန်ကိုသာမသွားခဲ့ဘူးဆိုရင်နိုင်ငံတကာသတင်းစာတွေကရဲရဲနဲ့သူ့ရဲ့လုပ်ရက်ကိုမဖော်ပြခဲ့ဘူးဆိုရင်ယူအန်ဟာတရုတ်ကိုဖိအားပေးနိုင်မှာမဟုတ်လို့အာဆန်ကလည်းညီကုန်းချုပ်ရလိမ့်မယ်နေရူအတွက်တော့အိန္ဒိယဆိုတာအတွေးကြံတစ်ခုမှသာဖြစ်ပေမဲ့တိုင်းပြည်ရဲ့လက်တွေ့အဖြစ်အပျက်တွေကိုသူတစ်ခါမှနားမလည်ခဲ့ပါဘူးအိန္ဒိယကသာဒီအမှောင်တူတဲမှာတခုတည်းသောမျောလင်းချက်ရောင်စင်တဲ့မှာနောက်ပြီးသူ့ဖေမအောင်မြင်နိုင်ခဲ့တာကိုသူလုံနိုင်မယ်လို့ကြုတ်ယုံကြည်ပါတယ်လို့ဖြေလိုက်ပါတယ်ဒီအချိန်မှာအင်ဒူရဲ့အဖေကတော့ခုံမမငူငိုင်ငိုင်နဲ့ထိုင်နေခဲ့ပါတယ်အဲ့လိုနဲ့အင်ဒူအိမ်ပြန်ရောက်လာပါတယ်သူ့ဖေကို congratulation ပါတရုတ်စစ်တပ်ဆုံးခွာသွားပါပြီဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်အင်ဒူဖေကတော့မင်းရန်ခေါင်းမာလာပြီပဲမသွားနဲ့လို့တားပေမဲ့သမီးရအောင်သွားခဲ့ကီရလာမှာတုန်းကလည်းငါစကားကိုနားမထောင်ခဲ့ဘူးအစိုးရတွေနဲ့ပေါင်းပြီးတော့အဲ့ဒီအစိုးရကိုပြုတ်ချခဲ့နင်းတို့တော့ငါစိတ်ပူမိတယ်ဆိုပြီးတော့အေးရတဲ့လဲနေကအင်ဒူကိုပြောခဲ့ပါတယ်အင်ဒူကသူ့ဖေရဲ့လက်ကလေးကိုကင်ပြီးတော့သမီးကအဖေကိုအားကြအတူခဲ့တာပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အင်ဒူဖေကလက်ကိုယုံလိုက်ပြီးအချိန်ကနေကငါးစီယာတင်ယူခဲ့အခုငါ့ကိုပြန်တင်ပေးဖို့စူးစမ်းနေပြီလို့ပြောလိုက်ပါတယ်ပြီးတော့ပူပူကသမီးကိုတခုပြောချင်လို့စောင့်နေရကြာသွားသူ့စီသွားလိုက်အောင်လို့ပြောလိုက်ပါတယ်တစ်ချိန်မှပဲအိမ်ဆောင်တယောက်ကအင်ဒူဖေကိုဆရာကြီးမစ္စတာရှာသစရီမစ္စတာမိုရာဂျီဂျက်ဂျီဗန်နဲ့တခြားဝန်ကြီးတို့လာတွေ့ကြောင်းပြောပါတယ်အင်ဒူဖေလည်းအပေါ်အင်ဂျီကိုထပ်ဝင်နေနဲ့ဇနီကိတ်ကွန်ဂရက်ကဖိအားပေးနေကြောင်းပြောပါတယ်အင်ဒူကဘာအတွက်လဲလို့မေးကြည့်တော့အင်ဒူဖေကငါ့ရဲ့နိုင်ငံရဲ့မွေးဆက်ခံသူပြောဖို့ဆိုပြီးပြန်ဖြေလိုက်ပါတယ်အဲနောက်တခါတည်းထွက်သွားခဲ့ပါတယ်အင်ဒူလည်းခန်းပြင်ထွက်လာခဲ့လိုက်ပါတယ်ခန်းပြင်မှာတော့ပူပူဆိုအမျိုးသမီးနဲ့တခြားနိုင်ငံသမားတယောက်ကစကားပြောနေခဲ့တာကိုအင်ဒူမြင်ခဲ့ပါတယ်အဲလူကနိုင်ငံနဲ့ပတ်သက်လာရင်ဘယ်သူမှသစ္စာမရှိဘူးမဒန်မစ္စတာနေရူကအားလုံးရဲ့ဆန္ဒနဲ့အတိုက်ခံလုပ်ပြီးတော့သူသမီးကိုပါတီကောင်းဆောင်ရာထူးပေးခဲ့တာအခုသူကအထက်ကိုလှိုင်းနေအဖေကိုချနေမှုစူးစမ်းနေပြီလို့ပြောနေပါတယ်မဒန်ပူပူကအင်ဒူကသူမှန်နေထင်အောင်လုပ်တာပါဆိုတော့ပြန်ပြောနေတဲ့အချိန်မှာပဲအင်ဒူကသူတို့နှစ်ယောက်နားကိုရောက်လာခဲ့ပါတယ်အင်ဒူရောက်လာခြင်းမှာပဲစကားပြောနေတဲ့လူကရုတ်တရက်နှုတ်ဆက်ပြီးတော့ပြန်သွားခဲ့ပါတယ်မဒန်ပူပူကအင်ဒူကို congratulation အင်ဒူဆိုပြီးတော့ဖတ်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်ပြီးတော့နေအာဆန်မှာတာဝန်ကျေခဲ့တယ်အခုလူတိုင်းကနေအကြောင်းပြောနေကြပြီလို့ဆိုလိုက်ပါတယ်အင်ဒူကသူတို့ဘာတွေပြောနေကြလဲဆိုပြီးတော့စကားဖြတ်မေးလိုက်ပါတယ်ဒါအောင်မဒန်ပူပူကထားလိုက်စမ်းပါနေမပြောဘူးလားတိုင်းပြည်စိတ်ကွဲမဲ့အရေးကိုနေတားလိုက်နိုင်တာလေးဆိုပြီးတော့ပြောပါတယ်အင်ဒူကဒါပေမဲ့ခုငါ့ရဲ့ဆက်ဆိုင်တွေပြပြကုန်ပြီလीနေငါ့ကိုပြောစရာရှိလို့ငါ့ဖေပြောနေဘာများလဲဆိုပြီးမေးလိုက်တော့အန်ကဲကပြောတယ်အာနန်ဘာနန်ကိုအန်နီဗီဂျာလက်ရှမီကိုပေးလိုက်ပြီးတယ်နင်ဖယ်ပေးရတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကြာကြာလေးအင်ဒူလည်းချက်ချင်းသူ့ဖေအခန်းစီသွားတဲ့အခါအခန်းတကာပိတ်ထားခဲ့ပါတယ်ဒါပေမဲ့ပရင်းပေါက်ကနေသူ့ဖေနဲ့တခြားနိုင်ငံရေးသမားတွေစကားပြောနေရကိုမြင်လိုက်ရပါတယ်သူပရင်းပေါက်နာရောက်လာတာကိုလည်းအင်ဒူဖေတွေးလိုက်ပါတယ်အင်ဒူလည်းပြန်လှည့်ထွက်သွားခဲ့ပါတယ်အင်ဒူအခုလိုနိုင်ငံကိစ္စကြောင့်ပဲအရင်ကသူ့ယောက်ျားနဲ့စကားတွေများခဲ့ကြတာကိုပြန်မြင်အောင်နေခဲ့ပါတယ်အင်ဒူယောက်ျားအင်ဒူကိုမင်းအာနိုင်ပါနိုင်မှာပဲနေကျင်တယ်ဆိုလဲဘာလို့ငါ့ကိုလက်ထပ်ခဲ့သေးလဲဆိုပြီးတော့ပြောပါတယ်အင်ဒူကတော့9ရက်ပါပဲပြီးကြရင်ပြန်လာမယ်လို့ပါဇက်ကပြောနေပြီးလက်ကလည်းမနာတဲ့အထုပ်ဘိုးတွေကိုပြင်ဆင်နေခဲ့ပါတယ်အင်ဒူကမွေးကင်းစားကလေးလေးကိုပါထားခဲ့ဖို့လုပ်နေတဲ့အတွက်အင်ဒူယောက်ျားထပ်ပြောပါတယ်မင်းအာဟာလာဘက်ကပြန်ရောက်တာ4ရက်တောင်မရှိသေးဘူးအခုမင်းကလေးကိုခေါ်သွားရင်လည်းမေးဖေကစိတ်ဆိုးမှာမဟုတ်ဘူးဒါမဲ့အင်ဒူကတော့ဂီးဝဆိုင်ပဲအိမ်ကိုပဲကလေးကူးဆိုင်ဖို့မှာပြီးတော့ဆက်ထုတ်ဖို့နေခဲ့ပါတယ်အင်ဒူယောက်ျားကငါရမ်းထီးကြံတယ်ငါလည်းအဖော်လို့တယ်ဆိုပြီးတော့အင်ဒူကိုဆက်ပြောနေခဲ့ပါတယ်အင်ဒူကတော့ရှင့်မှာပါတီလေးရှိပြီးသားပဲကျမရှိပေးနေဘူးမလိုပါဘူးဖာရိုစ်လို့ပြန်ပြောလိုက်ပါတယ်သူယောက်ျားအန်အောင်သွားဟန်နဲ့ဘာပြောတယ်ဆိုပြီးတော့မေးလိုက်တာပါအင်ဒူကကျမမြင်ပါတယ်ကျမအားလုံးသိပြီးပြီလို့ပြန်ပြောလိုက်တာပါအင်ဒူယောက်ျားလက်မလျှော့သေးပဲမင်းကလေးမဟုတ်ဘူးဆိုဘာလို့မင်းဖေတော့တကောက်လိုက်နေရလဲလို့မေးလိုက်တာပါအင်ဒူကကျမမှာတခြားဝတ္တရားတွေရှိသေးတယ်သမီးတယောက်အနေနဲ့ဒီနိုင်ငံအတွက်ရောကျမအလုပ်ကိုရှင်းအားပေးသင့်ပါတယ်တမေဦးကြယောက်ျားလို့လုံမနေစမ်းပါနဲ့လို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်သူယောက်ျားအနောက်ကနေလိုက်ပြီးတော့ရန်လိုက်တွင်းနေခဲ့ပြီးတော့အဲ့ချိန်ကသူယောက်ျားနဲ့အပီးလန်းခွဲခဲ့ရတာပါဒါတွေကိုပြန်ပြီးတော့မြင်အောင်မေးနေတဲ့အင်ဒူတယောက်မျက်ရည်ကျနေပါတယ်
သူယောက်ျားဖာရုစ်လည်းတေဆုံးသွားပြီးတော့ကလေးတွေလည်းသူ့ဘွားနဲ့သူအလုံးရှုံနေကြပါတယ်သူကတော့ဒီအာနန်ဗာနန်မှာလက်ကျန်တဲ့ရက်တွေကိုဖျက်ဆီးသွားမလို့စိတ်ကူးခဲ့ပေမဲ့အဖေနဲ့ယောက်ျားကြားမှာပြားများခဲ့ရပါတယ်နောက်ဆုံးတော့အဖေလည်းမပျော်ရွှင်ရသလိုယောက်ျားလည်းမပျော်ရွှင်ခဲ့ရဘူးဆိုပြီးတော့ပူပူကိုရင်ဖွင့်နေခဲ့ပါတယ်ငါဖေကစင်ဒီကိတ်ကွန်ကရက်ကသူ့ကိုဖိအားပေးနေပါတယ်ဆိုတော့ပြောတယ်အဲ့လိုပူပူကိုပြောပြလိုက်ပါတယ်ပူပူကရှာစဖရီကိုဝင်းကြီးတို့ခန့်ဖို့လားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်သူတို့ညောက်ကရင်စုံလေးပေါ်ထိုင်လိုက်ပြီးတော့အင်ဒူကငါတို့သူ့ကိုဘယ်သူကမှဖိအားပေးနေမှာထင်ဘူးလို့အရင်ပြောလိုက်ပါတယ်ဒါကိုပူပူကနေဘလို့ထင်လို့လဲဆိုပြီးတော့မေးလိုက်ပါတယ်အင်ဒူကငါလီသူရှုံးနေသွားပြီလို့ထင်တယ်ရှုံးနေသွားလူတယောက်ကတပားသူရဲ့အောင်မြင်မှုအတွက်ဘယ်တော့မှဝမ်းသာပေးနိုင်မှာမဟုတ်ဘူးငါဘယ်တော့မှသူ့လိုမဖြစ်စေရဘူးငါတိုက်ခိုက်မယ်ဆိုပြီးတော့ဆက်ပြောခဲ့ပါတယ်ဒီနေ့အင်ဒူအဖေလည်းကွယ်လွန်သွားခဲ့ပါတယ်မီဒီယာတွေနိုင်ငံရေးသမားတွေနဲ့တိုင်းပြည်လုံးကလည်းဝင်ကြီးချုပ်အစ်စ်ဘယ်သူဖြစ်လာမလဲဆိုတာသိချင်နေကြပါတယ်လောလောဆင်ရအဖေဖြစ်သူဝင်ကြီးချုပ်ကွယ်လွန်သွားပြီးတဲ့နောက်မှာသမီးဖြစ်သူအင်ဒူကဝင်ကြီးချုပ်ယာတူးကိုရခဲ့ပါတယ်သူကိုယ်တိုင်ကလည်းလိုလာလာရှိခဲ့ပါတယ်ဒါပေမဲ့အသူဘာနေပါနေတခြားနိုင်ငံရေးသမားတွေကအင်ဒူရဲ့မကောင်းတဲ့တွေအတင်းဖြစ်နေကိုပြောနေခဲ့ပါတယ်အင်ဒူရှိမှနေ2လတောင်ခံမှာမဟုတ်ဘူးဒါကမင်းဆက်စနစ်ဖြစ်နေပြီးစားသဖြင့်ပြောနေကြပါတယ်စီအိုဘက်မှာအင်ဒူကိုဟန်ပြထားပြီးတော့သူတို့ကအစိုးရကိုနောက်ကွယ်ချဲလဲမယ်ဆိုပြီးတော့လည်းပြောကြပါသေးတယ်အချင်းနယ်စပ်မှာရှေ့ပါကစ္စတန်နဲ့နောက်ပါကစ္စတန်တွေကစစ်တွေဖြစ်နေကြပါတယ်အကြောင်းရင်းကတော့ဘာသာရေးကွဲပြားမှုတွေအကြောင်းပဲဖြစ်ပါတယ်ဒီကိစ္စတွေနယ်စပ်မှာတာဝန်ကျနေအိန္ဒိယစစ်ဗိုလ်တယောက်ကအင်ဒူကိုလာပြောပြခဲ့တာပါပါကစ္စတန်ဘက်ပြေးလာတဲ့ဒုက္ခသည်တွေကိုနယ်စပ်မှာကယ်ဖို့လုပ်ရင်းကသူတို့တွေအခြေအနေဆုံးကိုတည်သွားခဲ့တာပဲဖြစ်ပါတယ်အိန္ဒိယပါကစ္စတန်နယ်စပ်ကနေဒုက္ခသည်တွေအလုံးရင်းနဲ့ဝင်လာခဲ့ပါတယ်အင်ဒူလည်းသူများနိုင်ငံအရေးကိုဝင်ပါသေးမပါသေးတခြားနိုင်ငံရေးသမားတွေနဲ့အစည်းအဝေးတွေလုပ်နေခဲ့ပါတယ်ဒိုနဲ့အင်ဒူကနိုင်ငံရေးသမားတယောက်အင်ကိုသွားခဲ့ပါတယ်ပြီးတော့အဲ့လူကိုသူ့အိမ်မှာလက်ဖက်ဖြော်ပေးဖို့စူးစမ်းနေခဲ့ပါတယ်ဒါကိုအဲ့လူကဒါလည်းကျွန်တော်နိုင်ငံအရေးပါပဲဝင်ကြီးချုပ်ကြီးကျွန်တော်ပိုးတသားချိုးသားနေကြမလို့ပါဘူးဆိုပြီးတော့ပြောလိုက်တာပါပြီးတော့အတိုက်ခံတွေကပါလီမန်ကိုကင်တွယ်လိုက်မယ်တကဘာလုံးကရောဆိုပြီးတော့စံမေးလိုက်ပါတယ်အင်ဒူကကမ္ဘာအင်အားကြီးနိုင်ငံအားလုံးပဲအမေရိကန်တရုတ်ဗြိတိန်ပြင်သစ်တို့ကကျမတို့ကိုစန့်ကျင်နေတာပါဆိုဗီယက်ပြည်ထောင်စုကတော့မစန့်ကျင်ဘူးလို့ပြောခဲ့ပါတယ်ဒါတော့တစ်ဖက်နိုင်ငံသမားကဆိုဗီယက်တွေကမစန့်ကျင်သလိုသဘောလည်းမတူဘူးဆိုပြီးတော့ထောက်ပေးခဲ့ပါတယ်အင်ဒူကခင်မရင်းနှီးမှုဆိုတဲ့အဖြေတစ်ခုတော့ရှိပါတယ်အင်ဒိုဆိုဗီယက်ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုဆိုပြီးတော့ပြောလိုက်ပါတယ်တပတ်လူက1962တုန်းကဒန်ယာရီကကျွန်တော်မှတ်ညာနဲ့မှမပြောက်သေးပါဘူးမဒမ်အနေနဲ့အဲ့ဒန်ယာရီတက်တောင်လုပ်ပေးနိုင်လိမ့်မယ်လို့ပြောလေးပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြန်ကလေးမှာအင်ဒူကကျမကိုကြီးကိုတာအမြင်တစ်ခုပြောမယ်နော်ကျမဒီလိုနိုင်ငံရေးသမားနဲ့ညှိနှိုင်းမှုလာခဲ့ပါတယ်ဒီရောက်တော့စစ်မှန်တဲ့မျိုးချစ်စိတ်နဲ့ခေါင်းဆောင်တယောက်ကိုမြင်ခဲ့ရတယ်ဒီတိုင်းပြည်အနာဂတ်မှာရှင်းလို့ဝင်းကြီးကောင်းနေလိုပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အင်ဒူရဲ့ဒရိုင်ဘာဒါဝန်ကအနားနေမတန်ရှိနေတဲ့အချိန်တော့လုံးလို့မရပါဘူးလို့ဝင်ပြောပါတယ်အင်ဒူနဲ့သူပြန်ဖို့ကားပေါ်ရောက်နေမှအောက်ကလူကကျုပ်ကဝင်းကြီးဖြစ်ကိုဖြစ်လာပါကျန်းကျိန်တဲ့ခါမှာခမားတို့ပြိုင်မဲ့နေရာမှာမြင်ကျင်ပါတယ်လို့ဆိုခဲ့ပါတယ်မစ္စတာဒါဝန် तू ကဘာမှလဲ PM ရောက်နေပါတယ်လို့သူ့မပြောဘူးလားလို့အင်ဒူမေးလိုက်ပါတယ်ဒါဝန်ကတစ်ဖက်ကလူကမိန်းကလေးကိုစောင့်ခိုင်းမှုမှာခဲ့ပါတယ်လို့ပြောပါတယ်အဲ့နဲ့ပဲအင်ဒူလဲစောင့်နေခဲ့ပါတယ်အင်ဒူစောင့်နေတဲ့အချိန်ဆမ်မီနာရှောဆွဲလူတယောက်ရောက်လာခဲ့ပါတယ်ဆမ်ကအင်ဒူကိုစစ်ဖြစ်စေချင်တာလားတိကျသေးကြတဲ့အောင်မြင်မှုရဖို့တစ်နှစ်လောက်လိုတယ်လို့ပြောခဲ့ပါတယ်အင်ဒူကအဲ့လောက်အချိန်မရဘူးဆမ်နယ်စပ်ကိုဒုက္ခသည်တွေတန်းနဲ့ချီဝင်လာကြပြီဆိုပြီးတော့ပြောလိုက်ပါတယ်ဆမ်ကလည်းစစ်ပွဲဆိုတာ90ရာခိုင်နှုန်းဆောင်ဆိုင်မှုနဲ့10ရာခိုင်နှုန်းနဲ့တိုက်ခိုက်မှုပါလို့ပြန်ပြောပါတယ်အင်ဒူလည်းရှင်ချမဘက်ကပါမလားလို့မေးလိုက်ပါတယ်ဆမ်ကကျွန်တော်အိန္ဒိယနဲ့အတူတူရှိနေပါတယ်ကျွန်တော်ဝင်ကြီးချုပ်ကြီးကိုဘင်္ဂလားဒေ့ရှ်ပါပေးနိုင်ပါတယ်နိုင်ငံတကာကြောင့်စိတ်ရိုက်မသွားပါနဲ့ဆိုပြီးတော့ပြောပါတယ်အဲ့လိုနဲ့ဆိုဗီယက်ပြည်ထောင်စုနဲ့သဘောတူစာချုပ်ရေးထိုးရမယ့်နေ့ကိုရောက်လာခဲ့ပြီးအိန္ဒိယမီဒီယာတွေသာမကဆိုဗီယက်မီဒီယာတွေလည်းဒါကိုတော်တော်လေးစိတ်ဝင်စားနေကြပါတယ်ဒီသဘောတူညီတဲ့စာချုပ်ကနိုင်ငံတူတူတိုက်ခိုက်ကြမယ်ဆိုရင်မဟာမိတ်စာချုပ်ပဲဖြစ်ပါတယ်အဲ့လိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာလွတ်တော်တဲ့လူတချို့ဟာနေဆက်မှာချင်းနေဘလို့ရှိလဲစစ်ပွဲတွေဖြိုးမှလားဆိုပြီးတော့ဒေါသတကြီးနဲ့အော်ဟစ်မေးနေကြပါတယ်အင်ဒူကဒီအထိမခံတဲ့ချင်းနေပါဆိုကအသေးစိတ်တဲ့ကိစ္စတွေမပြောချင်ပါဘူးလို့ပဲဖြေလိုက်ပါတယ်အင်ဒူနောင်နာကလွတ်တော်မှတ်2ယောက်ကတော့အင်ဒူရဲ့အတန်ကိုတောင်အတင်းဖင်းပြောနေခဲ့ကြပါတယ်ဂျွန်နဲ့အော်တိုဘာလ1982ခုနှစ်ကိုရောက်လာခဲ့ပါတယ်အင်ဒူကအိန္ဒိယလေကြောင်းနဲ့ပါရီမြို့ကိုသွားနေခဲ့ပါတယ်သူနဲ့တခြားနိုင်ငံခေါင်းဆောင်တချို့ညသာစားနေပြီးတော့အဲ့လူတွေကအင်ဒူရဲ့တောင်းဆိုမှုကိုမတန်ပြောချင်အောင်ကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ကျွန်တော်အခြေအနေကိုလည်းနားလည်ပေးပါပြင်သစ်ကနေတိုးအဖွဲ့ဝင်နိုင်ငံပါ USA ကအိန္ဒိယနဲ့စစ်ဖြစ်ချင်ပါတယ်ဆိုရင်ကျွန်တော်က USA ကိုပဲထောက်ခံရပါလိမ့်မယ်ကျုပ်တို့မကူညီနိုင်တာစိတ်မရှိပါနဲ့ဆိုပြီးတော့ပြောခဲ့ပါတယ်ပြီးလာတဲ့စပုံမှုတယောက်ကအင်ဒူရဲ့ပကံကိုသိမ်းလိုက်ပြီးတော့ဂျိုးပွဲနေနဲ့ကိတ်မုံကိုငရုတ်သီးတွေတင်ပြီးတော့ချပေးလိုက်ပါတယ်ဂျိုးနဲ့အင်ဒူလည်းသူ့ရဲ့ထက်ကဓာတ်ပုံတချို့ကိုထုတ်လိုက်ပါတယ်ပြီးတော့ပြင်သစ်နိုင်ငံမှာဒီမိုကရေစီကိုထူထောင်ဖို့အစိုးရကိုဖြုတ်ချခဲ့တဲ့တော်လိုင်းသမိုင်းတွေအများကြီးရှိပါတယ်ပြင်သစ်စာရေးဆရာတောက်ရဲ့အရေးသားကိုကျွန်မတွေးမိပါတယ်ပြည်သူတွေနှိမ့်ဆက်ခံရတဲ့တိုင်းပြည်မှာသူတို့ကငါရန်သူပဲဖြစ်ပါစေအောင်ဘာတစ်ခုမှပြန်ဖို့မမျှော်လင့်ပဲသူတို့ကိုလွတ်မြောက်ဖို့ကူညီပေးမယ်လို့ပြောလိုက်ပါတယ်တဆက်တဲ့သူ့ကိုချပေးတဲ့ကိတ်မုံကိုလည်းဒါအုပ်ထုတ်ပိုးပေးပါကျွန်မနိုင်ငံကိုပြန်ယူသွားခြင်းပါတယ်လို့ပြောလိုက်ပါတယ်
ပြည်သစ်နိုင်ငံခေါင်းဆောင်ဒီကိတ်မုံသေးသေးလေးကိုလားလို့မေးလိုက်ပါတယ်အင်ဒူကဟုတ်ပါတယ်ဒီလိုအချိန်ဒီလိုကာလမှာပြင်သစ်ကချစ်ကြည်ရေးတင်ကြတာအနေနဲ့ကိတ်မုံကလေးပို့လိုက်ပါတယ်လို့ပြောလိုက်ပါမယ်ဆိုပြီးပြောလိုက်တဲ့အခါပြင်သစ်ခေါင်းဆောင်ကခမားစကားချိုးသားသလိုဓားသွားလို့လည်းပြတ်ရှပါတယ်ဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်တဆက်တည်းဆိုသလိုကျုပ်ကလေးပေးနိုင်တာတစ်ခုရှိပါတယ်အိန္ဒိယနဲ့ပါကစ္စတန်စစ်ဖြစ်ခဲ့ကြရင်တကယ်လို့အမေရိကန်ကသာပါကစ္စတန်ကိုထောက်ခံမယ်ဆိုရင်ကျုပ်တို့လည်းအမေရိကန်နဲ့အတူရပ်တည်ရလိမ့်မယ်ဒါပေမဲ့ပါကစ္စတန်ကသာစစ်ကိုစတင်ခဲ့တဲ့သူဆိုရင်တော့ကျုပ်တို့ကဂျားနေမှာဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်အင်ဒူလည်းဂျေဆုတင်စကားပြောပြီးတော့ပြန်သွားခဲ့ပါတယ်ဒုနဲ့အိန္ဒိယနိုင်ငံလွတ်တော်တဲ့အစည်းအဝေးလုပ်နေကြပါတယ်လွတ်တော်အမတ်တယောက်ကခမားကာလကတာနီမှာအာဝါမီအဖွဲ့ကအစိုးရတီထောင်တာခွင့်ပြုခဲ့ပါတယ်ဒါကိုဘာလို့တရားဝင်မထုတ်ပြန်တယ်ဆိုပြီးတော့အင်ဒူကိုမေးခွန်းထုတ်နေခဲ့ပါတယ်ကျန်တဲ့အမတ်တွေကလည်းထောက်ခံနေကြပါတယ်အင်ဒူကအတိုက်ခံတွေကအရှေ့ပါကစ္စတန်ရေးကိုခွင့်ကောင်းယူပြီးတော့သူတို့နိုင်ငံရည်မှန်းချက်ကိုဖြည့်ဆည်းဖို့စူးစမ်းကြလိမ့်မယ်ကျွန်မပြောပြမယ်အစိုးရကဖိအားကြောင့်ပြိုလဲသွားမှာမဟုတ်ပါဘူးလို့ပြန်ပြောပါတယ်အင်ဒူပြောတဲ့အချိန်မှာပဲလွတ်တော်အမတ်တွေစူပူအောင်ကြွလာကြပါတယ်ဒီလိုနဲ့1981နိုဝင်ဘာလမှာအင်ဒူကဝါရှင်တန် DC ကိုထပ်ထွက်လာခဲ့ပါတယ်အိမ်ဖြူတော်ကိုသမရနဲ့ညှိနှိုင်းဖို့အတွက်ပါသူတို့ကအင်ဒူကိုတလေးစားနဲ့ကြိုဆိုခဲ့ကြမီဒီယာတွေကလည်းစောင့်ကြည့်နေခဲ့ကြပါတယ်အင်ဒူဘက်ကအစည်းအဝေးက9နာရီမှစမှာလို့ပြောလိုက်တော့အိမ်ဖြူတော်တာဝန်ရှိသူတူကစစ်ဆေးကြည့်လိုက်ပါမယ်လို့ပြောပြီးတော့အင်ဒူကိုခဏစောင့်ခိုင်းထားလိုက်ပါတယ်အဲဒီချိန် TV ကသတင်းလာနေခဲ့ပါတယ်ကမ်ဘောဒီးယားမှာပျောက်ကြားစစ်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းအမေရိကန်စစ်တပ်ရဲ့တမေဦးကျလက်နက်တွေဟာစက်မှုနိုင်ငံမဟုတ်တဲ့နိုင်ငံတွေမှာထိရောက်မှုမရှိခဲ့ကြောင်းဒါဗီယက်နမ်နိုင်ငံမှာအမေရိကန်ရှုံးနိမ့်ခြင်းပဲဖြစ်ကြောင်းဗီယက်နမ် Republic စစ်တပ်ဟာထိုးစစ်ဆင်မှုများလှုပ်ဆောင်ခဲ့ပြီးတော့အမေရိကန်စစ်သားတွေကခံစစ်ချင်းတွေမှာသာရှိနေခဲ့ကြောင်းတွေကြေညာနေခဲ့ပါတယ်အမေရိကန်သမ္မတကြီးလည်းအဲ့သတင်းကိုနားထောင်နေခဲ့ပါတယ်အဲ့ချိန်အင်ဒူရောက်နေကြောင်းကိုတာဝန်ရှိသူကသွားသတိပေးပါတယ်အမေရိကန်သမ္မတကြီးကဗီယက်နမ်နိုင်ငံနဲ့အခြေအနေကအတော်လေးတင်းမာနေပြီလို့တာဝန်ရှိသူကိုပြောနေပါတယ်ပြီးတော့တာဝန်ရှိသူသမ္မတအတွင်းမှုကဧည့်သည်ရောက်နေပါတယ်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မစ္စစ်ဂန်ဒီပါသူမနက်ကလေးကစောင့်နေရပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကိုဘိုက်ပူအမေရိကန်သမ္မတကြီးကမင်းတီလာဟင်နရီအိန္ဒိယမျိုးသမီးတွေကတော်လေးဆွဲဆောင်မှုမရှိဘူးအိန္ဒိယမျိုးသားတွေသူတို့နဲ့ဘလို့များမျိုးပွားပါတယ်ဆိုတာငါတို့သိချင်မိပါတယ်လို့ပြောလိုက်ပါတယ်ပြီးတော့မှဘာဖြစ်ဖြစ်ပါသူ့ကိုဝင်ခိုင်းလိုက်ဆိုပြီးတော့သူ့အတွင်းမှုဟင်နရီကိုပြောလိုက်ပါတယ်ဟင်နရီကလည်းဟုတ်ကဲ့ပါဆရာဆိုပြီးတော့အင်ဒူကိုသွားခေါ်လိုက်ပါတယ်အမေရိကန်သမ္မတကြီးကအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်စစ်ဖြစ်တာမှာစာရီဝတ်တာလောက်မျိုးရှင်းကြောင်းနဲ့အမေရိကန်စစ်တပ်မှာတန်းချီသောစစ်သားတွေတင်ကားတွေလေတပ်နဲ့ရေတပ်တွေတခြားလက်နက်အင်အားတွေကိုထုတ်ပြောပါတယ်တဆက်တဲ့အင်ဒူကိုဒေလီကစင်တာမှာပဲနေဖို့ကခင်ဗျားတို့အကောင်းဆုံးကြံဖြစ်လိမ့်မယ်ခင်ဗျားပတ်ဝန်းကျင်ကဖြစ်ပြနေရတွေကိုစိုးရင်မနေပါနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အင်ဒူလည်းခဏငြိမ်နေလိုက်ပြီးမှကိုင်းကြီးကိုစွတ်တက်ုံနဲ့စာရီဝတ်တာကိုရိုးရှင်းပါတယ်လို့မပြောသင့်ပါဘူးရှင်နဲ့ဆိုဗီယက်တွေရဲ့ပတ်သက်မှုလိုမျိုးစာရီဝတ်ရတာကလည်းရှုပ်ထွေးပါတယ်ဒါပေမဲ့ခက်ခဲလာတဲ့အခါကျရင်တေချာထိန်းချုပ်ဖို့လိုပါတယ်တမရာကြီးစီးကျွမ်းကျင်မှုနဲ့ပတ်သက်လို့ဗီယက်နမ်လိုတိုင်းပြည်ကိုကြည့်ဖို့အကြံပေးခြင်းပါတယ်အဲ့ဒါကအိန္ဒိယထက်10စားလောက်သေးတာနော်သူတို့မှာတင်ကားတွေရင်ကုန်သင်းမောတွေစက်တနတ်တွေလင်းတွေတော့မရှိဘူးရှင်ဒါပေမဲ့သူတို့ရဲ့အမိမြေပေါ်မှာရှင်ရဲ့စစ်တပ်ကိုဖြိုဖျက်နေတာပဲသူတို့တွေကိုဘာအကူအညီပေးနေရလဲဆိုရင်သူတို့ရဲ့တတ်တိပဲဆိုပြီးတော့ပြောလိုက်ပါတယ်ထပ်ပြီးတော့ရှင်တို့မှာလက်နက်ရှိပါတယ်ကျမတို့မှာတတ်တိရှိပါတယ်အဲ့ဒါပဲလူလားလို့ပြောလိုက်ပါတယ်တို့နဲ့ပါကစ္စတန်ကလည်းစစ်အတွက်ပြင်ဆင်နေကြတဲ့ချိန်ကိုရောက်လာခဲ့ပါပြီလူလူလည်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက်ကမိန်ကုန်းပြောနေပါတယ်သူကတေချာနားထောင်ကြပါဘန်ကဲမှာပါကစ္စတန်နေကိုမကျင်းပါတော့အဲ့ဒီမှာငါတို့တော်လိုင်းစမယ်ငါတို့တိုက်ခိုက်မယ်တန်မာလို့မဟုတ်ဘူးသူတို့ကငါတို့ကိုအားနေနေထင်းလို့ပါပဲငါတို့ဂုံတိတ်ခါနဲ့အမိမြေအတွက်တိုက်ခိုက်မယ်လိုရင်ဘင်္ဂလားဒေ့ရှ်တိုင်းတော်လိုင်းသမားဖြစ်လာမယ်ဘင်္ဂလားဒေ့ရှ်အတွက်တိုက်ခိုက်မယ်လို့ပြောလိုက်ပြီးလူတို့ကလည်းအော်ဟစ်နေကြပါတယ်တရားမှာမီဒီယာတခုကအင်ဒူကိုအင်တာဗျူးလုပ်နေပါတယ်သူကပါကစ္စတန်နဲ့ထိပ်တိုက်တွေ့မဲ့အရေးမှာမဒန်းမှာတခုခုရှိမနေဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်အင်ဒူကအစီအမံနဲ့နေတခုတော့ရှိမှာပါကစ္စတန်ကိုတားဖို့အမေရိကန်ကကျမဖိအားပေးခဲ့ပါတယ်ပါကစ္စတန်အရှေ့ပိုင်းကလူမျိုးတုံးတပ်ဖြတ်မှုကိုတားဖို့ကဘာကြီးကအိန္ဒိယနဲ့အတူတူရပ်တည်မယ်လို့မျှော်လင့်နေသူတို့မလုပ်ရင်တော့ကျမတို့လုံးမှာပေါ့လို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်တပတ်ပါကစ္စတန်နိုင်ငံလည်းအဲ့ဒီအင်တာဗျူးကိုကြည့်နေပြီးတော့ချက်ချင်းပဲအိန္ဒိယနိုင်ငံပေါ်လေကြောင်းတိုက်ခိုက်မှုစတင်လိုက်ပါတယ်အင်ဒူလည်းအဲ့ဒီသတင်းကိုဖတ်နေနေပြင်သစ်ဆိုကပြောခဲ့တယ်ပါကစ္စတန်ဘက်ကစစ်ပွဲဆိုင်ဂျားနေမယ်ဆိုတဲ့စကားကိုပြန်တွေးနေမိပါတယ်အဲ့လိုနဲ့အင်ဒူလည်းပြင်ဆင်ပြီးတော့လွတ်တော်ကိုသွားခဲ့ပါတယ်လွတ်တော်ထဲမှာလည်းတယောက်တစ်ပေါက်နဲ့စူညံနေကြတာကြောင့်တော်တော်များများကအင်ဒူကိုစကားပြောဖို့ပြောနေပါတယ်အင်ဒူလည်းမတ်တက်ရက်ပြီးတော့ဒါအိန္ဒိယအတွက်အရန်အန်ရများတဲ့အခြေအနေပါကျမတို့တွေဒေါသနဲ့မဖြေရှင်းသင့်ဘူးဒီငြိမ်မဲရှိသင့်ပါတယ်သူလောက်ခဲ့လိုပါပဲဆိုပြီးတော့လွတ်လပ်ဖခင်ကြီးဂန်ဒီကိုလက်ညှိုးထိုးပြလိုက်ပါတယ်အကောင်လုံးကသူ့လိုလိုက်လို့ရမှာလားအကြမ်းမဲ့စမ်းကြင်ရမှာလားဆိုပြီးတော့အော်ဟစ်လာကြပါတယ်အင်ဒူကဇပွဲကုံလက်နဲ့ရိုက်လိုက်ပြီးသူ့လမ်းညွှန်မှုကိုအတူယူရမှာသူ့စကားတွေမဟုတ်ဘူးသူကဂီတာကိုလက်ကင်ထားပါတယ်ဂီတာမှာပြောတာကအမှန်တရားကိုစစ်ပွဲကနေတစ်စစ်မဲ့အောင်မြင်ပါအဲ့ဒါအင်ဒရာပရစတာပဲကျမတို့ရန်သူတွေကိုစစ်ကျင်ညာလိုက်ပြီဆိုပြီးတော့ကြဲကြဲလောင်လောင်ပြောလိုက်ပါတယ်ဒီကမှလွတ်တော်တွေကလူတွေအားလုံးကထောက်ခံတဲ့သဘောနဲ့သူတို့ရဲ့ခုံတွေကိုရိုက်နေခဲ့ကြပါတော့တယ်အဲ့လိုနဲ့စစ်ပွဲအတွက်ပြင်ဆင်စာရှိတာပြင်ဆင်နေခဲ့ကြပါပြီ
အမေရိကန်စစ်တပ်ကလည်းပါကစ္စတန်ကိုစစ်သင်းမောတွေပို့ပေးလိုက်ကြောင်းပါကစ္စတန်သမ္မတကိုအကြောင်းကြားပြီးတဲ့နောက်မှာအမေရိကန်သမ္မတအင်ဒူဒိုစီကိုလည်းဖုန်းဆက်ခဲ့ပါတယ်ပြီးတော့ခင်ဗျာပါကစ္စတန်ကိုပြောင်တင်းနေစစ်ကြေညာလိုက်တာပဲကျုပ်သင်းမောတွေပါကစ္စတန်ကို73ရက်တွင်ရောက်သွားလိမ့်မယ်ခင်ဗျာဆုံးဖြတ်ချက်ကိုပြန်ပြီးတော့သုံးသပ်သင့်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကိုအင်ဒူကဘာမှတုံ့ပြန်နေကြမလို့ပါဘူးသမ္မတကြီးကျမတို့အိန္ဒိယကရှင့်စစ်သားတွေကိုကြိုးစုံနေပါမယ်ဆိုပြီးတော့ပြန်ပြောကဖုန်းချလိုက်ပါတယ်ပြီးတော့သူရဲ့ဆေးရာရှိကိုစစ်သင်းမောတွေအကြောင်းပြောပြခဲ့ပါတယ်ဆေးရာရှိကကျွန်တော်12ရက်ခွဲပဲအချိန်လိုတာပါဒီနေ့ကနေကင်းကြော်သွားပြီမလို့12ရက်ခွဲလို့ပြောတာပါကျွန်တော်နဲ့ကျွန်တော်စစ်တပ်နောက်12ရက်ခွဲတွင်ပါကစ္စတန်အရှေ့ပိုင်းကိုသိမ်းပေးပါမယ်ဆိုပြီးတော့အင်ဒူကိုပြန်ပြောလိုက်ပါတယ်အဲလိုနဲ့စစ်ကြီးကစတင်ခဲ့ပါတယ်အမေရိကန်စစ်ကူတွေကလည်းပါကစ္စတန်ကိုရောက်လာခဲ့ပါတယ်အမေရိကန်စစ်သင်းမောတွေပါကစ္စတန်ကိုကမ်းကပ်တော့မယ့်အချိန်မှာပဲအမေရိကန်သမ္မတအင်ဒူစီအဲ့ဒီအကြောင်းကိုလှမ်းပြီးတော့ပြောနေခဲ့ပါတယ်အင်ဒူကလည်းလာခဲ့ပါကျမတို့လူတွေကရှင်းတို့ကိုစောင့်နေပါတယ်တကယ်ဆိုရှင်နောက်တောင်ကျနေပြီလို့ပြောပြီးတော့ဖုန်းချလိုက်ပါတယ်ဒီမှာတော့အိန္ဒိယစစ်တပ်တွေဟာပါကစ္စတန်တွေကိုနိုင်တိုက်ခဲ့ပြီးတော့ပါကစ္စတန်ဗိုလ်ချုပ်နေရာစီကလက်နက်ချလိုက်ပြီးပဲဖြစ်ပါတယ်ပါကစ္စတန်ကန်ဆတ်မှာတော့အိန္ဒိယစစ်တပ်ဟာပန်းကုန်းနေနဲ့အမေရိကန်ရေတပ်ကိုတကယ်ကြီးစောင့်ကြိုနေကြတာပါအမေရိကန်သမ္မတကြီးလည်းသူ့ရေတပ်ကတင်ပြတဲ့အဲသတင်းကိုကြားပြီးတော့တုံ့လှုပ်သွားခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်ကလူတွေလည်းအင်ဒူကိုချီးကျူးနေကြပါတယ်1981ဒီဇင်ဘာလမှာဘင်္ဂလားဒေ့ရှ်ကအိန္ဒိယလက်အောက်ကိုပြန်လည်ရောက်ရှိသွားပါတယ်တနိုင်ငံလုံးကပြည်သူများဝမ်းသာအားရနဲ့အင်ဒူကိုတခမ်းတနာကြိုဆိုနေခဲ့ကြပါတယ်ဒုနဲ့1982ဇူလိုင်2ရက်နေ့မှာတော့ရှင်မလာမြို့မှာပါကစ္စတန်နိုင်ငံအစိုးရနဲ့သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီးတော့စစ်အကျဉ်းသားတွေမြေတွေပြန်ပေးလိုက်ပါတယ်အဲဒီမှာဆုံးဖြတ်ချက်ပေါ်မကျင်မနှက်ဖြစ်သူတွေများလာခဲ့ပြီးတော့ပုံကံမှုကျူးပန်းလာခဲ့ကြပါတယ်ပြည်သူချင်းချင်းအငင်းပွားစရာတွေလည်းဖြစ်လာပြီးတော့ဆန္ဒတွေပြလာခဲ့ပါတယ်ဒုနဲ့အင်ဒူလည်းနိုင်ငံရေးတွေနဲ့လှုပ်ရှုပ်နေတော့သူသားစံကြီးကလည်းစိုးတဲ့ဆိုးဝါးလာခဲ့ပါတယ်အဲဒါကိုပူပူကအင်ဒူကိုပြောပြဖို့ကြိုးစားနေခဲ့ပါတယ်သူတို့ညလက်ဖက်တောင်းနေတော့ပူပူကအင်ဒူနင်သားပေါ်နင်းအချစ်တွေကနင့်ကိုမျက်ကန်းဖြစ်အောင်လုပ်နေတာနင်သားကိုဒရိုင်းမီလုံးကပျက်စီးနေတဲ့တထေးသားပဲလို့တွေးနေကြပြည်သူတွေကိုနားလည်ဖို့ကြိုးစားအောင်လို့ပြောလိုက်ပါတယ်အင်ဒူကတော့ဘယ်သူမှအဲ့လိုမတွေးဘူးလို့ပြန်ပြောကမျက်နှာပြတ်သွားခဲ့ပါတယ်ပြီးတော့ဘာလို့စံကြီးကိုအဲ့လောက်စိတ်ပြတ်နေတာလဲဘာလဲအဲ့ဒါက1981အတွက်ကျမနောက်ွယ်မှာရှင်နိုင်မယ်ခံမှုကြိုးစားနေအောင်သူသိနေလို့လားဆိုပြီးတော့ပြောလိုက်ပါတယ်ပူပူလည်းအံ့ဩသွားပြီးတော့ကြာဆုံးမှုအတွက်အလွယ်ကူဆုံးဘာလဲသိလားနေငငယ်ကလေးကထောက်ခံတဲ့သူတွေကိုလက်လွတ်လိုက်တာပဲဆိုပြီးတော့ပြောပြီးတာနဲ့တခါတည်းထွက်သွားခဲ့ပါတယ်ဂျွန်နဲ့အင်ဒူအိမ်မှာအင်ဒူနဲ့သူသားပါဝင်တခြားနိုင်ငံသမားတချို့မနက်စာစားနေချိန်မှာစံကြီးကကြောက်ကြော်ထားတာမကြိုက်လို့ဆိုတော့ပကံကိုရိုက်ခွဲပေးလိုက်ပါတယ်နိုင်ငံသမားတွေလည်းအကုန်လုံးထားထွက်သွားခဲ့ကြပါတယ်အင်ဒူကတော့စံကြီးကိုမဆူပဲအလုံသမားကိုပဲခေါ်ပြောခဲ့ပါတယ်ပြီးတာနဲ့သူသားကိုမင်္ဂလာဆောင်ပေးဖို့စီစဉ်နေခဲ့ပါတယ်ဂျွန်နဲ့သူသားမင်္ဂလာဆောင်ကိုရောက်လာခဲ့ပါပြီမင်္ဂလာဆောင်ကျင်းပနေတော့နိုင်ငံသမားတယောက်ကအင်ဒူကိုလောလောဆယ်ဖြစ်ပျက်နေရာတွေပြောပြပြီးတော့အတိုက်ခံပါတီကလူတွေကအင်ဒူနေရာကိုမျက်စိကျနေတာဖြစ်ကြောင်းပြောနေခဲ့ပါတယ်ဒါကိုအင်ဒူကဂူးမဆိုင်တဲ့ပုံနဲ့အိန္ဒိယကဘာကြီးစီကိုငိမ့်ညမ်းရေးတေလာပေးမှလားဆိုပြီးတော့တခြားတယောက်ကိုပြောခဲ့ပါတယ်ပထမသူ့ကိုပြောနေတယောက်ကတော့ဘာလို့ဆိုလိုမှမသိကြောင်သွားခဲ့ပါတယ်1984ခုနှစ်မေလကိုရောက်လာခဲ့ပြီးတော့ရာဂျက်စတန်မှာနျူကလ িয়ার စမ်းသပ်နေခဲ့ကြပါတယ်အင်ဒူအချင်းမြတ်ထားစားမှုတွေပြည်သူတွေရဲ့အခက်အခဲတွေကိုမေ့ထားပြီးတော့နျူကလ িয়ার စမ်းသပ်မှုတွေလုပ်နေခဲ့ပါတယ်ဒီလိုအချိန်မှာသူ့ကိုအရင်ကထောက်ခံခဲ့တဲ့သူတွေကလည်းအတိုက်ခံပါတီတွေအဖြစ်ပြောင်းသွားပြီးတော့သူ့နေရာကနေဖြုတ်ချဖို့ကြံစီနေကြပါတော့တယ်နောက်တော့အင်ဒူကအရိကိစ္စတွေနဲ့တရားရင်ဆိုင်နေရပါတယ်အင်ဒူကတပ်သေးကန်တယောက်အနေနဲ့တရားဝင်ရတာဖြစ်တဲ့အတွက်လှုပ်လှုပ်စင်ရအင်ဒူဝင်လာတဲ့ခါမတိုင်မရကြဖို့တရားသူကြီးကပြောနေခဲ့ပါတယ်နောက်တော့ခိုင်လုံတဲ့တပ်သေးအထောက်ထားတွေကြောင့်အင်ဒူရှုံးနေခဲ့ရပါတယ်တရားကနှစ်ပတ်တွင်းဝင်ကြီးချုပ်ထပ်ရွေးချယ်ဖို့နဲ့အင်ဒူကို6နှစ်တာရွေးကောက်ပွဲဝင်ပြိုင်ခွင့်မပြုဖို့အမိန့်ချလိုက်ပါတယ်အဲလိုနဲ့နောက်ရကြသူတို့ပါတီအဖွဲ့တွေအစည်းအဝေးထိုင်ကြပါတယ်ပါတီဝင်တွေစကားပြောနေကြတော့မှအင်ဒူသားစံကြီးဝင်လာခဲ့ပြီးတော့ပါတီဝင်တွေကိုရိုင်းပြပြဆက်ဆံခဲ့ပါတယ်ဒါကြောင့်ပါတီဝင်တွေအားလုံးစိတ်ဆိုးပြီးတော့ထွက်သွားခဲ့ကြပါတော့တယ်အင်ဒူလည်းဘာဝင်မပြောဘဲနဲ့ငြိမ်နေခဲ့ပါတယ်ပါတီဝင်တယောက်ကကြံခဲ့ပြီးတော့အင်ဒူကိုခမည်းကိုအတိုက်ခံပါတီတွေမဟုတ်တတိုင်းမီလုံးကစန့်ကျင်နေတာလို့ပြောပြီးတော့သူလည်းထွက်သွားခဲ့ပါတယ်အဲနောက်မှာအင်ဒူနဲ့စံကြီးစကားပြောနေပါတယ်စံကြီးကအမေအိန္ဒိယတို့အများကြီးလုပ်ပေးခဲ့တာလို့ပြောလိုက်ပါတယ်အင်ဒူကလည်းငါတို့အတွက်အကုန်လုံးကိုစန့်ကျင်ပေးခဲ့ပါတယ်အခုတို့ကငါ့ကိုဖြုတ်ချဖို့ကြိုးစားနေကြပြီငါတို့အခွင့်အရေးအတွက်အားလုံးကိုစန့်ကျင်ခဲ့တယ်လို့ငါကိုပိုင်အခွင့်အရေးအတွက်လည်းတို့အားလုံးကိုစန့်ကျင်နိုင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒိုနဲ့ဂျန်နဲ့အတိုက်ခံပါတီတွေလည်းရွေးကောက်ပွဲတွေမဲဆွဲစည်းရုံးမှုတွေလုပ်နေခဲ့ကြသလိုဆန္ဒပြမှုတွေလည်းဖြစ်ပွားနေခဲ့ပါတယ်မကြာခင်မှာသတင်းစာတိုက်တွေနဲ့ပုံတွေရုံးတွေအကုန်လုံးကိုအစိုးရအဖွဲ့ရဲ့အရေးပေါ်အမိန့်နဲ့လျှက်စရာဖြတ်တောက်ဖို့လုပ်နေခဲ့ပါတယ်နေရာတိုင်းကသတင်းစာတိုက်တွေပုံတွေရုံးတွေကလူတွေဖမ်းခံခဲ့ရပါတယ်အလုပ်ရှင်တွေပါဝင်လုံသမားတွေပါဖမ်းခံခဲ့ရပြီးအဖမ်းခံတဲ့လူတွေကိုနှိပ်စက်ရိုက်နှက်နေခဲ့ကြပါတယ်အင်ဒူကပြည်သူလူထုကိုစိတ်မပူကြဖို့နဲ့အစိုးရကအရေးပေါ်ပြည်နယ်ကိုကြေညာလိုက်ပြီဖြစ်ကြောင်းမီဒီယာတစ်ခုကနေပြောခဲ့ပါတယ်အတိုက်ခံပါတီကနိုင်ငံရေးသမားတွေလည်းဖမ်းခံရပါတယ်ပြန်လွင်လာတဲ့သူတို့ရဲ့မကောင်းသတင်းတွေပေါ်သတင်းရေးရဝင်ကြီးဂူဂျရယ်ကိုခေါ်ပြီးတော့အင်ဒူနဲ့စန်ဂျီတို့ကပြဿနာရှာခဲ့ကြပါတယ်
တရင်တွေကိုအပြူသဘောဆောင်တဲ့ပုံစံနဲ့မတင်ဆက်တဲ့ပေါ်စံကြီးကဂူဂျရဲပေါ်ရိုင်းပြပြဆက်ဆံနေပါတယ်။ဒါအောင်အင်ဒူကစံကြီးပြောတာမှန်ပါတယ်။ဟင်ဒူသတင်းအင်္ဂလိပ်သတင်းမှန်သမျှကိုမတင်ဆက်ခင်အညွှန်းလိုချင်ပါတယ်လို့ပြောခဲ့ပါတယ်။ဂူဂျရဲကသူတော်အညွှန်းကုန်မရကြောင်းအေးစစ်စစ်ပြောခဲ့ပါတယ်။အင်ဒူကဒေါသကြီးနဲ့မရရအောင်ပေးဖို့ပြောတာကြောင့်ဂူဂျရဲကဟုတ်ကဲ့ပါမဒန်းလို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။သူထွက်သွားပြီးတဲ့နောက်စံကြီးကကျွန်တော်သူ့နေရာမှာကျွန်တော်လူ VC ရှိုကလာကိုအစားထိုးတာမှန်ကန်တဲ့ရွေးချယ်မှုပဲဆိုပြီးတော့ပြောခဲ့ပါတယ်။ထောင်ထဲကလူတွေကလည်းတရားပြန်ရင်ဆိုင်ဖို့အတွက်ဆွေးနွေးနေတော့သတင်းစာတစ်ခုတည်းကနေလူခွေနဲ့ပတ်သက်တဲ့ပုံပါတစ်ခုကိုရေးပေါ်ကာလမှာပယ်ဖျက်ထားကြောင်းကြေညာစာကိုတွေ့ခဲ့ရပါတယ်။သူတို့အနေနဲ့ဘာမှလုပ်နိုင်တာမရှိခဲ့ကြပါဘူး။ထောင်ထဲနိုင်ငံသမားတယောက်ကအင်ဒူစီကိုစာရေးခဲ့ပါတယ်။စာထဲမှာတော့ဝင်းကြီးချုပ်ကြီးခင်ဗျာထိုင်ညာထိုင်ကုန်တစ်ခုမဟုတ်ပါဘူးကြားတကောင်ပါသူ့ဟိန်းတန်ကကဘာအနှံ့ကိုပြန့်နှံ့သွားပါတယ်။ဒီကြားဒီနေ့မှာဒီမိုကရေစီကိုဝါမျိုးသွားပြီဂယူးဆိုင်ပါခင်ဗျာတနည်းနည်းနဲ့အဲ့ကြားပေါ်ကပြုတ်ကြလိမ့်မယ်။အဲ့ကြားခင်ဗျာဝါမျိုးသွားလိမ့်မယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဒီစာကိုအင်ဒူဖတ်နေတော့မှပဲပူပူသူ့စီလာခဲ့ပါတယ်။အင်ဒူကသူ့ကိုစိတ်ဆိုးနေလားလို့မေးလိုက်ပါတယ်။ပူပူကမဆိုးပါဘူးစိတ်ပူနေခဲ့တာကောလာလာတွေကပြန့်နှံ့နေတယ်။မှန်တာတွေရောမားတာတွေရောပြည်သူတွေနဲ့ကိုမုန်းနေကြပြီလို့ပြောလိုက်ပါတယ်။အင်ဒူကဒီတိုင်းမြန်နေကျမဘာရမှာလဲအမုန်းမဲဆိုပြီးတော့ပြန်ပြောပါတယ်။အဲနောက်ပကြီးပြပွဲတစ်ခုကိုအင်ဒူတက်ရောက်နေခဲ့ပါတယ်။တိုင်းသူပြည်သားတွေအကျိုးတည်ဖို့တဲ့ဝင်ကြီးတယောက်ရဲ့အတွင်ကိုနတ်ဖျားအနေနဲ့ဆွဲထားပါတယ်။ဆိုတဲ့ပကြီးကားအကြောင်းကိုပကြီးဆရာတယောက်ကအင်ဒူကိုရှင်းပြနေပါတယ်။အဲ့ချိန်နောက်ကအဖိုးကြီးတယောက်ပေါ်လာခဲ့ပြီးတော့မြောက်လုံးပေလုံးတွေကိုဖြတ်ပြီးတော့မြင်နိုင်တဲ့အချိန်အမှန်တရားကိုရှာဖွေသင့်ပါတယ်။နောက်ကြရဲဆိုတာမရှိပါဘူးဆိုပြီးပြောနေတော့မှပဲတနတ်တန်တွေကြားလိုက်ရလို့မူဂျီဘေကအပြင်ထွက်ကြည့်ခဲ့ပါတယ်။အဲ့ချိန်တနတ်တွေကင်ထားလှုပ်ကြံသူလူတစုဟာခြံထဲကတဆင့်ဝင်လာပြီးတော့အကုန်လုံးကိုပြစ်တက်ခဲ့ပါတယ်။တရားမကြံကလေးတွေပါအကုန်လုံးတီးဆုံးသွားခဲ့ရပါတယ်။ဂျာတပတ်မှာတော့အနီအောင်ခံတက်လွတ်လပ်ရေးမိန်ကွန်းပြောပွဲကိုသွားဖို့စံကြီးကအင်ဒူကိုပြောနေခဲ့ပါတယ်။အင်ဒူကတော့သူလည်းလှုပ်ကြံခံမှာကြောက်ရွံ့နေခဲ့ပါတယ်။မိန်ကွန်းပြောပွဲလည်းမသွားဘူးလုပ်နေခဲ့ပါတယ်။ဒါပေမဲ့စံကြီးကသူ့မေကိုသတိထားဖို့ပြောလိုက်ပြီးသွားစေခဲ့ပါတယ်။အကုန်လုံးကရေးပေါ်ခြေနေနဲ့ပတ်သက်ပြီးတော့အင်ဒူကိုတခုခုပြောစေချင်ခဲ့ပါတယ်။ဒါပေမဲ့အင်ဒူကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှမကြံခဲ့ပဲကြံတဲ့ကိစ္စတွေကိုသာပြောခဲ့ပါတယ်။နောက်ပိုင်းအင်ဒူကသူ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ခြောက်ချလာခဲ့ပါတယ်။အိမ်မှာဆိုးတွေလည်းမတ်လာခဲ့ပါတယ်။နောင်နာရနေမဲ့နောက်ပြန်ဆုံးလို့မရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။သူမတဖြည်းဖြည်းထင်အောင်ထင်မှားတွေလည်းဖြစ်လာခဲ့ပါတယ်။1986ခုနှစ်ကိုရောက်လာခဲ့ပါပြီ။ဒေလီမြို့ဒါကမွန်ဂိတ်မှာစံကြေနိုင်ငံတွေလုံနေခဲ့ပါတယ်။ဒါပေမဲ့အစိုးရကိုစန့်ကျင်တဲ့တချင်းတွေဆိုတဲ့ကီရှောကူမာရဲ့တချင်းတွေကိုပဲတနိုင်ငံလုံးကဖွင့်နေခဲ့ပါတယ်။စံကြေကအစိုးရကိုစန့်ကျင်တဲ့ဘသူကိုမဆိုနှုတ်ပိတ်တဲ့နဲ့ဆိုပြီးတော့ပြောပါတယ်။အဲ့ဂိတ်မှာသွားနေနဲ့ညစ်ပတ်ပြီးတော့လူနေထူတက်တဲ့ဒေလီကိုစံကြေကစိတ်ပြတ်နေခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့မြို့တော်ကအဲ့ဒီလိုဖြစ်မနေသင့်ဘူးဆိုပြီးလူနေအိမ်တွေကိုဖယ်ရှားဖို့အတွက်လုပ်ခဲ့ပါတယ်။တခြားတနေရာမှာလူနေအိမ်တွေစောက်လုပ်ပြီးတော့ဒေလီမြို့ပေါ်ကအိမ်တွေကိုအာဏာနဲ့အတင်းကျပ်ဖယ်ရှားပစ်ခဲ့ပါတယ်။လူရေပေါက်ဖွားမှုရန်ကိုများတာကြောင့်အစားထိုးစောက်လုပ်ပေးထားတဲ့အိမ်နေရာတွေကမလုံလောက်ခဲ့ပါဘူး။အဲကြောင့်စံကြီးကအိန္ဒိယအမျိုးသားတွေကိုအတင်းကျပ်သားကြောဖြတ်စေခဲ့ပါတယ်။စံကျင်ဆန္ဒပြတဲ့သူတွေကိုပြစ်ခတ်ခဲ့ပါတယ်။ယောက်ျားလေး10 သန်းကျော်လောက်အောင်သားကြောဖြတ်ဖို့အတင်းဖိအားပေးခံခဲ့ရပါတယ်။နောက်ပိုင်းအင်ဒူလည်းတဖြည်းဖြည်းနဲ့နောင်တရလာခဲ့ပါတယ်။ပြီးတော့ရေးပေါ်အခြေအနေကိုရုပ်သိမ်းပစ်ခဲ့ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကျင်းပဖို့ကိုတော့ဘာမှမပြောခဲ့တာကြောင့်စံကြီးကတော့သူ့မိကိုမကျင်မတတ်ဖြစ်နေခဲ့တာပါ။နိုင်ငံတော်ဝန်ကအချင်းအောင်တွေကနိုင်ငံကောင်းဆောင်တွေအကုန်လုံးလွတ်လာခဲ့ကြပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့ခါမှာတော့အင်ဒူအပြတ်သက်ရှုံးနေပါတော့တယ်။စံကြီးနဲ့သူ့မိလည်းစကားများကြပါတယ်။လှုပ်စင်တိုင်းအကုန်လုပ်ပြီးတဲ့နောက်မှာအင်ဒူလည်းတခြားတနေရာကိုပြောင်းရွှေ့နေထိုင်နေခဲ့ပါတယ်။အဲလိုနဲ့တနေ့မှာအင်ဒူအိမ်ကိုရဲတွေရောက်လာပြီးတော့အင်ဒူကိုလာဖမ်းခဲ့ပါတယ်။အင်ဒူလည်းအေးချမ်းပဲလိုက်သွားခဲ့ပါတယ်။အိန္ဒိယကန်ဒီကိုဖြုတ်ချလိုက်ပါဆိုပြီးတော့အင်ဒူရဲစခန်းကိုသွားတဲ့လမ်းတစ်လျှောက်လုံးပြည်သူတွေကစိုးစိုးဝါးဆန္ဒတွေပြနေခဲ့ကြပါတယ်။ဒီချိန်စံကြီးကလည်းအပြင်ကနေသူလှုပ်လို့ရတာအကုန်လုံးလှုပ်နေခဲ့ပါတယ်။ထောင်ထဲကနေလူတယောက်ကိုအာမခံပေးပြီးတော့ထုတ်လိုက်ပါတယ်။ပြီးတော့စံကြီးကတခုခုကိုကြံစီနေခဲ့တာပါ။မကြခင်မှာပဲအင်ဒူပြန်လွတ်လာခဲ့ပါတယ်။အရင်ကသူ့ကိုထောက်ခံခဲ့တဲ့တစ်ဖက်ပါတီကလူကိုသွားတောင်းပန်လိုက်ပါတယ်။တစ်ဖက်လူကအမားကိုသိတာပြန်မွေးဖွားလာနဲ့တူတူပါပဲ။မင်းကိုတိုင်းပြည်ကအမြင့်ဆုံးယာရုပေးခဲ့ပါတယ်။အခုမင်းလည်းပဲလို့ပြန်ပြောလိုက်ပါတယ်။အင်ဒူလည်းကျမရှုံးသွားပြီလို့ပြောလိုက်တာပါ။တစ်ဖက်လူကဘွားရွယ်ချက်ဆိုတာငါတို့အနိုင်ရတဲ့ပုံမူတည်ပါတယ်။တခါတော့မင်းပိုင်ဆိုင်ထားတဲ့အရာတွေကိုတိုင်းပြည်အတွက်ဆွန့်လွတ်လိုက်ပါလို့ပြောပါတယ်။အင်ဒူလည်းအဲ့ဒီကနေပြန်ဖို့လုပ်ပါတယ်။ကားပေါ်တက်တဲ့ချိန်အနီးနားကဘေဂျီရွာကအမျိုးသမီးတွေရောက်လာပြီးသူတို့ယောက်ျားသားတွေတပ်ပစ်ခံခဲ့ကြပြီးသူတို့လည်းအစားအစာလိုအပ်နေကြောင်းအရန်ကိုဒုက္ခရောက်နေကြောင်းအင်ဒူကိုငိုယိုပြီးတော့ပြောနေခဲ့ပါတယ်။ဒါကြောင့်အင်ဒူလည်းအဲ့ရွာကိုလိုက်သွားခဲ့ပါတယ်။လိုက်သွားတဲ့အခါခွင့်ပြုချက်မပိုင်ကားဆက်ဝင်လို့မရဘူးဆိုပြီးတားဆီးခံခဲ့ရပါတယ်။အင်ဒူလည်းလက်ခံလိုက်ပြီးတော့စင်နဲ့တဆင့်ခီးဆက်သွားခဲ့ပါတယ်။ပြီးတော့ဒီရွာသားတွေအခက်အခဲတွေကိုလိုက်ကြည့်ခဲ့ပါတယ်။ရွာသူရွာသားတွေကလည်းဝမ်းသာပြီးတော့ငိုကြွေးနေခဲ့ကြပါတယ်။ရွာကအကြီးကဲကမစ်စစ်အိန္ဒိယ
ခမရကကျုပ်တို့စီကလေးစားမှုရောမဲရောမရခဲ့ဘူးဒါပေမဲ့ကျုပ်တို့ရောက်လာကြည့်ခဲ့ပါတယ်ကျုပ်တို့မဲပေးခဲ့တဲ့သူတွေကကျုပ်တို့လှဲ့တောင်မကြည့်ဘူးလို့ပြောနေခဲ့ပါတယ်ပြီးတော့ကျုပ်တို့ငတ်ချင်ငတ်ပါစီအာဏာပြန်ရအောင်လုပ်ပေးမယ်လို့ကြွေးကြော်နေခဲ့ပါတော့တယ်အဲ့လိုနဲ့လက်ရှိဝန်ကြီးချုပ်ဟာတာဝန်ကနေနှုတ်ထွက်သွားခဲ့ပါတယ်အင်လူလည်းမဲဆွဲပွဲတွေပြန်ပြီးတော့လုပ်ခဲ့ပါတယ်လူတို့ရဲ့အားပေးမှုကိုပြန်ရရှိနေခဲ့ပါတယ်နောက်တော့သူဝန်ကြီးချုပ်တဖန်ပြန်ပြီးတော့ဖြစ်လာခဲ့ပါတယ်သူသားသူစီကိုချက်ချင်းရောက်လာခဲ့မယ်အတွေ့မခံပဲဒါဝန်နဲ့ပဲပြောခိုင်းခဲ့ပါတယ်စံကြီးလည်းဒေါသထွက်လာခဲ့ပါတယ်သူ့ပါတီကဘေးပယ်ထားတယ်ဆိုပြီးတော့ဘေးလူတွေကသွေးထိုးလာခဲ့ကြတာပါသူလည်းအဲ့ဒါကိုယုံနေခဲ့ပါတယ်အဲ့လိုလဲသူတိုင်းခံစားနေကြရတာကြောင့်စံကြီးကဒေါသတွေနဲ့လေမောင်းနေနဲ့မတော်တဆသေဆုံးသွားခဲ့ပါတယ်ဒါကိုအင်ဒူငိုဖို့တော့မေ့နေခဲ့ပါတယ်လူသိန်းလည်းရိုးပြတွေကိုမြစ်ထဲမမျောဖို့တောင်ပေါ်မှာကျဲပေးဖို့ပြောပါတယ်စံကြီးရဲ့သေဆုံးမှုပေါ်လူတွေကမိစ္ဆာသေသွားပါတယ်ဆိုပြီးတော့ပျော်ပွဲရွှင်ပွဲတွေကျင်းပနေကြပါတယ်ဒါကိုမြင်လိုက်တဲ့အင်ဒူဟာဖေးမစင်နိုင်အောင်ငိုကြွေးရပါတော့တယ်။မှလည်းနိုင်ငံသမားတော်များလှုပ်ကြံခံနေကြရပါတယ်။လှုပ်ကြံတဲ့သူကတော့စံကြီးမတင်ကအာမခံနဲ့လှုပ်ပေးခဲ့သူရဲ့စစ်လူမျိုးသွေးကြွအုပ်စုတွေပဲဖြစ်ပါတယ်။အင်ဒူကတော့ဒီကာလမှာနိုင်ငံသားတွေဖြစ်ဖို့အတွက်အရေးကြီးပါတယ်။မိုးရင်ပြိုကွဲသွားလိမ့်မယ်ဆိုပြီးတော့စစ်သွေးကြွအဖွဲ့ကိုနှိမ်နင်းဖို့စစ်စင်ရေးစလှုပ်ခိုင်းခဲ့ပါတယ်။အဲဒီစစ်စင်ရေးကိုကျဲပြစစ်စင်ရေးလို့နာမည်ပေးလိုက်ပါတယ်။အဲလိုနဲ့အစည်းအဝေးတစ်ခုပြီးမှဒါဝန်ကအင်ဒူကိုမတန်းလုံခြုံရေးတွေမှာစစ်လူမျိုးတွေပါလာကြောင့်မတန်းလုံခြုံရေးတို့ကသူတို့ဖယ်ရှားပြရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အင်ဒူကတော့ငါ့ရဲ့လုံခြုံရေးအတွက်နဲ့စစ်တစ်မျိုးသားလုံးကိုအိန္ဒိယနိုင်ငံကနေခွဲခြားပစ်လို့မရဘူးလို့ပြောခဲ့တာပါ။ဒါပေမဲ့တရက်မှာတော့ဒါဝန်တွေးထားသလိုဖြစ်လာခဲ့ပါတယ်။စစ်လူမျိုးတွေဟာကျဲပြစစ်စင်အတွက်ရန်ညှိုးထားပြီးတော့အင်ဒူပါဝင်အကုန်လုံးကိုလုံခြံပစ်တတ်လိုက်ပါတော့တယ်။ဒိုနဲ့နိုင်ငံရေးရဲ့ဆိုးတခါကောင်းလက်ကိုကြုံတွေ့ခဲ့ရတဲ့အင်ဒူဟာလုံခြံခံပြီးတော့တေဆုံးသွားခဲ့တာပဲဖြစ်ပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါခုလိုဆုံးဒီအားပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးနဲ့အစိမ့်မခတ်တတ်သောသူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန်ခေမှုပါ